မြစ်တာပန်းမလေးရဲ့ရင်မမရှိတာလေးတွေကျင်နာမိတာလေးတွေမင်းနာခံစားတတ်ရင်မုံမုံအလွမ်းသမားဖြစ်မယ်မထင်ပါတဲ့အချစ်တွေကအပြစ်ပဲခံရလို့အပြစ်တင်စကားကြီးပြောနေတာမဟုတ်ဘူးမိခိုင်းတကယ်တော့မင်းဟာဒီသမဏလို့မင်းကလေးမျိုးတဲ့ဆယ်စတာလို့ပဲဆိုတဲ့စိတ်ထားမျိုးနဲ့လူတကာအသေးကိုလိုက်ခွဲနေတဲ့သူဒါကြောင့်လဲကိုလိုအထူတက်တဲ့မြစ်သားသမားတွေဟာမင်းရဲ့လက်စားမှုကြော့ဝဲမှာကော့ဆင်းပြီးမခံရအောင်လို့ပြောရမှာပဲမိခိုင်းပြောရမှာပဲမင်းတို့မိန်းကလေးတွေယူပါရုံဟာတို့များယောက်ျားလေးတွေအတွက်တော့မိနဲ့တူသလိုကဘာမှာကြောက်เสียအကောင်းဆုံးအနုညူလက်နဲ့တစ်ခုလို့မှတ်ယူထားတော့မယ်မိခိုင်းမောင်မှတ်ယူထားတော့မယ်ကြားလားအတူရောက်တော့တယ်လူပေါင်းသဘောရဲ့မြစ်တာနေပဲအတိတကယ်မကျွဲမိလို့မချီဝဲကိုချင်များရဲ့ခုများဝဲရင်နာပန်းတွေပွင့်ရကြပါလေအတိရှာလမ်းပြည်တဲ့မြစ်တာပန်းမလေးရဲ့ရင်မရှိတာလေးတွေကျင်နာမိတာလေးတွေမင်းနာခံစားတတ်ရင်မောင်မောင်အလွမ်းမှာဖြစ်မယ်မထင်ပါနဲ့မင်းကလေးတွေဟာနီးနဲ့တူရဲ့တဲ့ဟုတ်လားလာမင်းလေးနဲ့များတူရင်တစ်သက်ချင်းများငုံထားကြမလားမသိဘူးဒီမှာကိုကွာရှင်သိထားဖို့ကခုဖြစ်ကြီးတဲ့မှာမြစ်တာကိုအလေးထားတစ္ဆာစကားတွေအလှဆင်နေကြအောင်လည်းမပြီးနိုင်ဘူးရှင်အိမ်နောက်မှုဖျားပြီးဆင်းနေကြီးစုပ်ထိုးဤသုံးမျိုးကျင်းမပိုင်ရင်နောင်ပညာခက်ပြီးအမျိုးတဲ့အဲ့ဒီတော့ကျမရဲ့ဘဝရက်တည်ရေးအတွက်မြစ်တာဝင်ငှပြီးလိုချင်တဲ့အရေးချင်းမျိုးကိုသုံးသပ်ကြည့်ရမှာလေအရေးချင်းမပြည့်စုံလို့အဖို့တော့အမုန်းလက်ဆောင်ပေါ့ရှင်အမိုးစရာတွေလှစင်းလို့ကွယ်နှလုံးသားမိတဲ့အပြောရင်းနဲ့လူတကာကိုအမူအရာကိုရှင်းနေနဲ့ပြုံးနေနဲ့ခွာကျင်နာဆိုတာသူ့မှာမရှိပါနဲ့လောကလည်းဘုံတည်းမကျွဲတဲ့မရွှေချောကိုမှမုံမုံအသေးကရှင်းနေပြီပါ